ကျွန်တော်ကတော့ဒီနေ့မှာဆိုလို့ရှိရင်run ရဲ့လုံးဆောင်မှုနဲ့ run ကဘယ်လိုနေရာမှာအရေးပါတယ်လဲဆိုတဲ့အကြောင်းကိုအနေငယ်ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းတစ်လုံးမှာဆိုလို့ရှိရင် run တွေကတော့လူတို့များများကြည့်ကြရပေါ့နော်အဲ့လိုအချိန်ခါမျိုးမှာဆိုလို့ရှိရင် run ကကြတော့သူ့ရဲ့ရှေ့ရောက်ကတော့ run time accept memory ပေါ့နော်သူရဲ့လုံးဆောင်ချက်ကကြတော့ဗာလဲဆိုလို့ရှိရင်လူတယောက်လို့ပြောမယ်ဆိုလို့ရှိရင်တော့ယာယီမှတ်ဉာဏ်ပေါ့အဲ့လိုပုံစံမျိုးနဲ့လုပ်တယ်သူကကြတော့ run မြရင်ကောင်းလားဆိုလို့ရှိရင်တော့ကောင်းတယ်ဘယ်လိုမျိုးဒါပေမဲ့အများကြီးတုံ့ဖို့လိုအပ်လားဆိုတော့ကျွန်တော်တို့ဥပမာပြောရမယ်ဆိုလို့ရှိရင် run 6နဲ့ run 8k ပေါ့အဲ့မှာကွာချက်ဘယ်လိုရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ application တွေပေါ့နော် YouTube တို့ social app တွေ Facebook တို့ Messenger တို့ Viber တို့အဲ့လိုမျိုး social media ပဲသုံးတာလောက်ဆိုလို့ရှိရင်တော့ run 6နဲ့ run 8k ကလည်းအများကြီးတိတာမှုရှိမှာမဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်နောက်တစ်ခုကကျတော့ run များလို့ရှိရင်ဘယ်လိုနေရာမှာအဆင်ပြေလဲဆိုလို့ရှိရင် application တွေသုံးတဲ့နေရာမျိုးမှာဆိုလို့ရှိရင် smooth ဖြစ်သုံးလို့ရတယ်နောက်တစ်ခုကကျတော့ file size ကြီးတဲ့ game တွေဖွင့်တဲ့အခါမျိုးမှာဆိုလို့ရှိရင်မြန်ဆန်ဆန်နဲ့လှုပ်ဆောင်နေတယ်ပေါ့အဲ့လိုပုံစံမျိုးလေးအားတာချက်ရှိတယ်ဒါကတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် run ရဲ့ဘယ်လိုလှုပ်ဆောင်နေလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြပြပေးသွားပေးပါတယ်နောက်နေ့မှာဆိုလို့ရှိရင်တော့room ရဲ့လှုပ်ဆောင်ချက်ကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲbye bye